အခုရောက်နေရတော့တောင်မာမျိုးနဲ့မာလာကြီးရွာကရွာလည်လန်းလေးကိုတီးရောက်နေရပဲဖြစ်ပါတယ်ရှင် မြို့ကြီးကြကြီးရောက်တာ3နှစ်3လီကြာပြီအမေရဲ့ပညာမွေးအမေကပေးတနေ့တစ်ချိန်မှသားပြောရ မင်္ဂလာပါရှင်ဒီအခုသွားနေတဲ့နေရာလေးကတော့တောင်နာမျိုးနဲ့မာလာကြီးရွာလေးကိုတီးသွားနေလည်းဖြစ်ပါတယ်ရှင်မာလာကြီးရွာရဲ့နောက်ဖက်မာလာကန်ဆက်လို့ဆိုသွားပြီးတော့ဒီဘလော်လေးသွားရမှာဖြစ်ပါတယ်ရှင်ဒီနဲ့တူတူလိုက်ပါချူပေးပါဦးရှင်ဦးကြီးမင်္ဂလာပါ တာရကျွန်တော်မှဖြစ်ရတယ်ရွာချင်းဘယ်လိုပြောင်းမိခင်အိုးနေခိုင်ကောင်းပါစားကွယ်ဝီရဲဆွေးတဲ့မြို့မအနီးကျွမ်းမိမယ်ကျွန်တော်စိတ်ကရင်ဝေးပန်းနဲ့အမိနဲ့ရွာကိုလွမ်းနဲ့မြို့ကြီးကြကြီးရောက်တာ3နှစ်3လီကြာပြီအမေရဲ့ပညာမွေးအမေကပေးတနေ့တစ်ချိန်မှသားပြောရတယ်ရွာနဲ့အနေဝေးပေနေမယ်ဘဝရှိရင်တွေးလို့သာတကယ်အတတ်အသိပညာရှာရင်အပေါင်းအသင်းတငယ်ချင်းများနဲ့ကစားခုံစားပြောပါကြတယ်သားသဘောကအမှန်တကယ်အမေနဲ့ရွာကိုမှန်တန်းတာရကျွန်တော်မှဖြစ်ရတယ်ရွာရှိဘယ်လိုပြောင်းမိခင်အိုးနေထိုင်ကောင်းမှသာကွယ်တွေ့တယ်ဆွေးတယ်မြို့မအနေကျွမ်းမိမယ်ကျွန်တော်စိတ်ကရင်ဝေးပန်းနဲ့အမိနဲ့ရွာကိုလွမ်းနဲ့ရေစင်ကဆရာတော်ကျောင်းမှာကာကြီးစားဆုံးစလုံးမောင်သဘောနာလဲဒီပါဆရာသမားများကသာလောက်ပညာပေးတယ်ဘဝရှိရင်ပေးပါတဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးမို့ကြီးကလွှားကရွာမှာပြောခဲ့တယ်အော်ခုဆိုမျိုးရောက်လို့တက္ကတိလာအောင်မြင်နေတငယ်ချင်းများနဲ့အပြည့်မြင်ကျွဲ ဟုတ်ကဲ့ဟုတ်မမကြီးကြီးရောကြီးကြီးရော 我看到爱了嘛，没有，အမေဟာနေတယ်ပြလိုက်လို့我看没事的吧就贴上我的这个人没有，啥没事的我这看呢，ဟုတ်ကဲ့မင်းနေကောင်းလားရှင် 哎，好嘛嘞， ကောင်းပါလေ 好嘛嘞，哎，好个，မမီးလား 这两边的，ကိုစုံထားရဲ့မိတ်ဆွေ 哦，没多看没事的，哎，看我们快这个劲呢，哎，我看这个就没， ဒီပါရှင် 我还个 ဒီထဲမှာရှင် 那个是那个手里嘛， ဒီထဲမှာရှင် 没看，看你毛人嘞， ခလာပါဒါဒီတော့ငါပေါ့နော်ဒီတော့ဒါအမနဲ့တူတာဟာအာဟုတ်ကဲ့ရှင်ဒါမမနဲ့တူတယ်လေးပြောလို့ရှိရင်လာပါဒီလာပါ 这个快这个，哎，看那这个，你家那个鸟啊， အင်းမလားအဒီကမင်းကြီးကဩနန်းလေးကမနားလေးကနေပြီးတော့ပြောစရာစကားလေးရှိလို့အမေကအသက်ကြီးရောခါကြလေကိုစိုးထိုက်ကလေဘလုံးမွေးလမ်းဖားလို့အဆန်တောင်းခိုင်းလိုက်တော့မမဟာပြရမှာအဆဆဲသေး 谁谁，我别嘛，ဟမ် 别嘛，不弄个不要弄的， ဘလုံးမွေးမမရဲ့တိလားအကူကြီး 谁听人， ဆဲသေးဟောအကူထုတ်ပြီးနေမနော်ဘာလဲဆိုအမေကကြောင့်အသက်ကြီးပြီဆိုတော့ဒီနော်မမကကြတာအမေကိုအမိကပြီးဆောက်ရှောက်နေတူဒီမှာဆိုလို့ 我有俺家里头的， ရလား 是， ဟုတ်အဲ့ကြောင့်အမေကကြောင့် 我们就是现在的， သမီးတို့စီတမီးတို့ကြောင့်မို့တမီးတို့ဝန်ထမ်းသမားကြီး 有啊 လူအားလေလောင်းကစားရလို့ထားတယ်အေးပါအေးပါဝန်ထမ်းသမားဆိုတော့ကြာပတ်စံအရင်ကြောင်နေလို့ငါးကလောက်ရှိ 有家吧，有啊， အဲ့ဟောလာဒီနေ့လာတယ်ဟိုဒီ 给我办， ကျန် 给我编嘛， အဲ့ဒါတော့အတူဖောက်လိုက်ပါမမရဲ့အဓိကကလေလုပ်ငန်းရှင်သမားရဲ့လေပြောလိုက်တယ်သူ့ရဲ့လိစာလေးကလေဒါတောင်းမှန်ယူနေ ဟုတ်တယ်မလာလာ သူ့ရဲ့ပတ်စံယူထားတဲ့အခါမှာငါကြာသူ့ရဲ့
ဒီဖောင်ထဲမှာထည့်ထားတဲ့အတိုင်းနဲ့တင်းကလည်းအဲ့ဒါနဲ့ရောက်လာတာပေါ့ ရပါ နော် ရပါစေတိနဲ့လာမှုဟုတ်ပြီလို့ ဟုတ် သူကများတယ်လို့ပြောတယ်ညီမအဲ့လိုလန့်ပြောတာ ကဲဟုတ်ဆယ်တင်းလေးပါဟုတ်ကျန်တာကတော့သူ့စီကတဝက်ပြီးမှထပ်တောင်းလိုက်မယ်လေနော် သူကပြောတယ်အဲ့မှာတစ်ခါကချီတုံးခါတယ်အင်းကမလွတ်နိုင်ဘူးလေ ဩ ပြောတယ် ဘောလုံးလေးလောင်းထားတာမမလည်းရှားပါလေ ထင်တာသူဒီကနေ့အဲ့လိုလုပ်တယ် ဟုတ်လားအမေကကြောက်တော့လေကိုအမေကကြီးစော်လေအမေကလည်းစိတ်ကူအားကြောင့်လို့နော်ဆိုတော့ဘယ်လိုလေးပြောပြမှလဲမမ လာဒီမှာဒီကမြတ်ဆို ဟုတ်ပတ်စံကိုင်းဟုတ်အမေကကြောက်တော့ ဟုတ်ပါမင်းကြောက်တော့ထက်တင်ကြီးကတုံး အဲ့ဒါနဲ့တော့ဂျင်းမေကြောင့် တုံးလို့လေလာတာ ဟုတ်အဲ့ကြီးရောခါကြောက်လေ တုံးလို့လေလာတာလို့ပြောလိုက်ဟုတ်လားအဲ့လိုလေနော် အော်ကျိုးဘူးနန်းကြီး ဟုတ်လားအေး မြန်မာမီလွဲနေပါဘော ပဲလို့လီဆောင်လည်းကလေးဆောင်နော် ဟိုင်နော် ထိုင်နော်ဒီထိုင်လည်းပဲတေးလေးဆိုင်ယူပါနော် โอเคရှင်ဟုတ် မင်းလက်အေးကောင်းပါလေ ကောင်းပါလေကဲလို့ဆိုရင် ဒီတော့ထက်တင်ကြီးလေးလမ်းတုံးလို့ဝင်လာ ညနေနေလာရင်တော့တမီးကမမတော့ မုံတော့မရှိဘူးငါကော်ဖီတိုက်လာကော်ဖီတောက်ဟမ်ကိုရောကမောင်းလာကိုရောခေါ်လိုက်လေဒီမှာရဟုတ်ပါတကယ်သူပြောပါလားဟုတ် လောက်လို့နေအောင်ဘူးညာ မရှိဘူးအာ ဒီအနာဗျာအနာတော့ရောင်းနေ ကျန်ကိုသူ့ကိုစားချင်တော့ကတည်းကကြည့်လို့ရှိ အမေကြည့် ကျန်တော့အဲ့ဒါမဒီရဲလာလေးလာလေးနဲ့နေဟုတ်လား ပတ်စံကချီအမေ ပတ်သက်လာကြည့်ရကိုယ်သမခိုင်းတယ်လည်းတော့ကြည့်အောင် ပတ်စံကချီအမေတခြားနေမျိုးပြောလိုက်ပါ ရော ဦး င်းနေတာလာပြုံးနေတာ ဟုတ်ဟုတ်ဟုတ် သူကသူ ဒါပါလေမမရဲ့ဒီမှာခီးလေးနဲ့ပဲညှမ်းလွှဲလိုက် အဲ့ဒါကိုကြီးကိုအဲ့ဒါသုံးဟာဒီမှာလေးကိုလည်းပဲပေးတယ် အဲ့လိုလိုက်မယ်ဝေသားလေးကိုကြောက်အခုနန်းစိတ်မှာသုံးဖို့အတွက်ဒီနေ့ပပလောက်ပဲအဆူပြီးလိုက်လေနော် နှစ်သိန်းသုံးသိန်းလောက်ကြည့်ရ ရရကျန်တဲ့ဟာကိုကြမှာပြီးမှလေနော်မမခီးလေးနဲ့နှမ်းလိုက်နော် ဟုတ်အေးအေး တင်ရလာခဲ့ပတ်စံလေးချီရတယ် သုံးသိန်းတော့ပြီးနှစ်သိန်းလောက်ကြည့်ရ အစီ မဒီမှာလေးကိုလည်းပဲကိုပြီးခလိုက်မကျန်တဲ့ဟာကြတော့ ကျန်တဲ့ရှင်းသိမ်းဝင်ကြတော့ လုပ်တယ်လေ အဝင်းမနီလုပ်တယ်ကျန်တဲ့ရှင်းသိမ်းဝင်ကြမမအဲဝင်းမနီနဲ့ပဲနှမ်းလိုက်နော်တမီးရီလိုက်အောင်မယ်နော် လေရေစင်ကဆရာတော်ကျောင်းမှာကာကြီးစားဆုံးစလုံးမောင်သဘောနာလေဒီပါဆရာသမားများကတာလောက်ပညာပေးတယ်ဘဝရှိရင်ပြပါတဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးမို့ ဒီကလည်းသိန်းမပြည့် နှစ်သိန်းမဲယူလိုက်မယ်ရရရပါလေနှစ်သိန်းဟုတ်နှစ်သိန်းမိက ဟုတ်လည်းမပြည့်ရင်းမှာတော့ဒီမှာလေးကလည်း ရဟမှာခီးပြီးနဲ့ပဲရှင်းလိုက်နေရ ကိုကြီးကသုံးနေဒီမှာလေးသုံးနေပဲလားပြီးခလိုက်နော် ဟုတ်ကဲ့မမရှိဟုတ်ကဲ့မမရှိဇမလေးထိုင်အောင်ရှင်းတော့မ တော်ပြီမယ်တော့ရင်မနေပါနေရွာဘူးလွမ်း အခုလိုမျိုးလေးစစ်တဲ့ဒီပိုင်းတော့မမနော်အခက်ခဲလေးကိုဒီလိုမျိုးလေးအမကြီးကြီးဖြူဖြူနဲ့လေးနော်ဖြစ်ရှင်းပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ကိုကြီးကမှလည်းသမခါလေးရှင်းလိုက်သွားတန်လည်းတည်းမရှိဘူးနော် ဟုတ်ကဲ့ရှင်ပါဟုတ်သင်ပြီးသွားပြီဆိုလေနော်အခုလိုမျိုးလေးကိုစော်ထိုက်ကလေနည်းနည်းသူကစိုးရလားမမ သူကမလီပြောတတ်တယ်သူတက်ဆုံးမယ်ဒီည ဟုတ်လားအမကြီးပေါ့ ပါစေ အမကြီးရောအမိယာတက်မာတွေရောအကုန်လုံးဖြည့်ရှင်းပြရနိုင်ခံပြီးတော့ကျောင်းမောင်ကလည်းအဲ့လိုကြီးသူကအဲ့လိုမျိုးကြီးလောက်တာပဲ ဟုတ်တယ် ဖြစ်နေ သူထင်တာကောင်းလောက်တာ သူကအကုန်လုံးတာဒါမှမစိတ်မဆိုးဘူးလား သူ့အောင် မဆိုးအောင် သူကပညာတတ်တယ်အမေ ဟောမမဘူးလေ ဟိုတောင်းမှမကြည့်ရတော့ အဲ့လိုမျိုး သူကဆိုးတယ် ဒါပေမဲ့မမကပဲဒီရွာတော့လို့တော့ကိုင်မျိုးပဲလုပ်ပြီးတော့ဒီမောင်နေမမတွေအတွက်ကို ဟုတ်တယ် ဟောရှက်မမ တောင်းတာကြည့်ရ တက္ကသိုလ်မျိုးလေးကကြားရည်လား တလားပိုင်းနဲ့ဆွဲပြီးတယ်မလွယ် ဟော တလားပိုင်းနဲ့ဆွဲအဲ့နောက်ဆွဲ အဲ့လိုရ ညီမတော့ပြောပါလေဒီဘောလေးလုပ်နေလားမသိဘူးတဲ့ အေးမ
မမရဲ့အဲ့လိုမျိုးလာပြီးရောလေနော်တားလာဆိုတော့တမီး ရတယ်ပါဒါဒီလိုဟုတ်တယ်ငိုတော့လေသူအဲ့လိုပဲညီမအဲ့အဲ့ဟာဒီပတ်စံလုံးရင်ပေးတာမှသူအဲ့လိုတော့အများကြီးတော့ပြီးနိုင်ဘူးညီမသူတောင်းနေတော့လေတသိန်းပေးလိုက်နှစ်သိန်းပေးလိုက်အဲ့လိုပေးရ နော် လိမ့်တော့အဲ့တန်တာတော့အဲ့လိုထောင်းတကားလေးမဲ့တာဆိုတာ အော် အဲ့လိုလေးလှုပ်ချင် တလာပိုင်းငယ်ကနေပြီးတော့အဆက်တွေမလုပ်တာ မလုတ်တယ်အလုံးရတယ် ဩပတ်စံမလွှဲတာ လွှဲတာဟုတ်တယ် မမခုလိုမျိုးလေးလေမမကိုခုနကနှစ်သိန်းအပြည့်ဒီနေ့ မိုက်ခရလာမြင်နာနေဟိုတဲ့ရဲ့ကြည့်သူရှင် ခေါ်လိုက်ကြအောင် မာတမီးရှိတော်မေလက်ဆရာမို့ရှိခိုးအီမီမြတ်စွာဘုရားတော်အမမွေးမေကျေးဇူးလို့တလုံးမိုးရာကြည်တတိပါရဲ့အမေ ပြီးတော့အမေကိုလည်းပဲအကိုကြီးကငွေမလွဲတာမှန်တယ်နော်။အားကြောင့်လဲဆိုတော့ဒီထဲမှာနောက်ထပ်အမေအတွက်အမေကြည့်ပေးပါဦးအမေပတ်စံအားကြောင့်မလွဲလဲဆိုတော့ မိုက်ခရလာမြင်နာနေဟိုတဲ့ ပတ်စံတိန်130မိမိကိုပြောလိုက်တာပါရှင် လက်ဆရာမို့ရှိခိုးအီမီမြတ်စွာဘုရားတော်အမမွေးမေ အကူရလေဘောလုံးဝဲလုံးနဲ့ဆိုတာလည်းမဟုတ်ဘူးနော်မဟုတ်တယ် ပြောတာပဲ လူပြောတာ ဟာစီတော့ငန့်ချီရဲ့တဲ့ ဟုတ်လားတကယ်မှမမ မတော့မအဲ့ဘုလားချီလို့တော့ဖုန်းတော့မကောခိုင်းဘူး အော် တော့မချီလို့တဲ့ အဲ တိန်းတော့လည်းလာလို့ရတယ်သူတော့မချီလို့ညီမကိုဖုန်းမကောခိုင်းဘူး တကယ်လေ ပြချစ်တာသူ ကိုစောထိုက်ကလေမမေကို surprise လုပ်ချင်လို့ပေါ့နော်မမေနော် ဒါလေသူသမီးကိုလေသူသမီးရတယ်လိုရတော့မချီဘူးတဲ့သူလာရင်ဖုန်းမကင်နဲ့တဲ့သူသမီးကိုပြောတာ အော် ဖုန်းမကင်နဲ့သူတားလို့အောင်မချီလို့တဲ့ ဟုတ်လားမမေအမေမြတ်ထုတ်ချိခိုင်းနေရပေါ့ အဲ့ရညီမငယ်ကိုချီခိုင်းတာ ချိခိုင်းနေရမနမနှစ်ယောက်လောကဂျပန်မှာနော်အမေကြီးကိုဒီလိုမျိုးလေးတွေ surprise လေးစီစဉ်ပေးချင်လို့မမေကိုလေအခုလိုမျိုးလေးတွေအကိုကြီးကရွာသွားပြီးတော့ဘောလုံးဝဲလောင်းထားတယ်ဒီအလိုမျိုးလေးပြောပြပါဦးမမေစီကိုဆိုပြီးတော့အခုတော့မမေစီကိုငွေပုံကြီးနဲ့ရောက်လာပြီလေဟုတ်လားမမေတမီးလုံးလမ်းစိတ်ဆိုးနေရဟုတ်လားမရှိလို့မမေစားအတွက် ဒီမှာမန်းတာဖုန်းမကင်နဲ့တဲ့သူလာရင် အဲ တော့မချီဘူးသူပြောတာကိုမစားဘူးသူကသူလာပြခတ်တာဟာသူပြောတာကိုမစားဟုတ်အောင်နဲ့သူကပြော ဟုတ်ကဲ့မမေရဲ့ပါလီနဲ့သမီးကနေပြီးတော့ဂျပန်မှာနေထိုင်တယ်မောင်နှမနှစ်ယောက်လုံးကနေပြီးတော့မမေကိုစကားလေးပြောထားရရဲ့မမေကိုဘာပြောထားတယ်လဲဆိုတော့လေမမေငယ်စဉ်တောင်ကြီးကလေးဘွားကနေစားလို့အခုချိန်ထိလူလေးသေးမရှိအောင်ထားပြီးလို့လေအတိုင်းမသိကျေးဇူးတင်ပါတယ်အမေအရင်လဲချစ်ပါတယ်အမေအဖေမရှိခင်ကလေးကနေပြီးတော့လေအဖေဆိုတာလေအမေဆိုတာလေအမေပါပဲအမေကာသမီ၈ယောက်လုံးအပေါ်မှာလေဘယ်တော့မှညှဉ်းညူခြင်းမရှိခဲ့ဘူးနော်အမေအရန်ပင်ပန်းခဲ့ပါပြီအမေအခုချိန်မှာလေသားတို့သမီးတို့အလှည့်ရောက်ပြီးမှုပြန်လှုပ်ကျွေးမှမို့လေကျမ်းမာရေးကိုအထူးကူစိုက်ပါအမေလိုချင်တာမှန်သမျှဖြည့်ဆည်းပေးနိုင်အောင်သားတို့သမီးတို့စူးစမ်းပါမယ်နော်အရန်ချစ်တယ်နော်အမေအရန်လည်းလွမ်းတယ်ဒီမန်းချက်တွေပြည့်ရတဲ့အမေရှိရဲ့ရွာလေးကိုပြန်လာခဲ့မယ်နော်အမေကျန်းကျန်းမာမာနဲ့ရှိနေသေးပါနော်ကျန်းကျန်းမာမာနဲ့စောင့်နေပေးပါအမေဆိုပြီးတော့ညာအမေကြီးကိုလေအခုလိုမျိုးလေးစကားဆောင်လာလေးပြလိုက်ကြမလို့နော်ကျမမနေထိုင်နေမောင်နှမနှစ်ယောက်အတွက်မမဒီကနေပြီးတော့စောစကားလေးပြပေးပါအောင်လို့မမေနော် တိုက်ပါ ကျမတို့တယ်လို့ နေလိုက်တေးရမှာနေလိုက်တေးအပုင်းနေရမှာ โอเค အမအချမ်းတော့ဒီကတော့ဘာကဒီမှာဒီလိုနေနေတော့
Okay, Mama အစင်အမကြီးမိရပြီးသားရဲ့နော်ကိုရမောင်လေးဟာဒီပဲလုတ်ခက်အရာနေပြီးတော့မမမမနဲ့တရနာရဲ့အားလုံးရင်ဆိုင်ဖြည့်ရှင်းဖို့အတွက်ဒါမိဘအဖွဲအမကြီးအမိရပြီးသားလုံးလာနော်မမနော်ကိုမောင်နေဘလို့တရနာပဲလာခဲ့အရာနေပြီးတော့မမမနဲ့ဖြည့်ရှင်းပြီးရဲ့အဲ့ဒီအတွက်လည်းမမရဲ့မောင်လေးကနေပြီးတော့ညီမလေးကနေပြီးတော့စကားစာလာလေးပြောထားပြီးတော့မမနော်အမကိုလေအမကြီးရကြတော့အမကြီးအမိရဒီသားလုံးလာပါတယ်အမကြီးအခုချိန်ကြီးတောင်မှဒီတောင်းကိုခေါင်းပေါ်ရွက်လာခဲ့တဲ့အမကြီးဒီတစ်ခါလေးညီမလေးမောင်လေးတို့ရဲ့အလဲရောက်ပြီမို့နားပါတော့နော်အမကြီးလိုအပ်တာတွေဖြစ်စီပြီးမှမို့ကျမကြီးကိုပဲဂရုစိုက်ပါအမေကိုလည်းဂရုစိုက်ပေးပါနော်အမေနဲ့ဒီဖြစ်တာလေးကိုလည်းရှော့ပေးပြီးအမေကိုစိတ်ချမ်းသာအောင်ထားပါနော်အမကိုလည်းအရန်ချစ်ပါတယ်ဆိုပြီးတော့မမယူလည်းပဲအခုလိုမျိုးလေးစကားဆလာလေးပြောထားတာမမ လူလည်းကျမ်းမာပါသည်ချမ်းသာပါသည်စူတောင်းပါလေနော်ညီမနော်အပြီးအောင်လေသူတန်းတာဗာမန်တိကမဟုတ်ဘူးနော် โอเคဟုတ် တောင်းအောင်ပြီပါ ဒီနမလေးမောင်လေးကအခုလိုမျိုးလေးစလိုက်တော့ခါကြတော့ဘယ်လိုခံစားရလဲ သူကအဲ့လိုယူတာဘွားပြပါဘူးမခံစားရပါ အကနာပါဘူး ဘူးမမကျတော့အဲ့လိုပတ်စံနေပါလေဘောလုံးလေးလောင်းလို့ကြွေးတင်းနေတော့ပြောတယ်လေခါတော့သူ့စီကို30ချီရဲတဲ့ညီမစီကိုလေ ဟုတ်ကဲ့မမ အမေကမချီတော့သူသမီးလာတော့ဖုံးမကိုင်းနဲ့တောင်း ဩ တောင်းချီလို့ တပန်းကမမရလက်စိတ်စားလက်စိတ်ကောက် သူရဲ့တော့နဲ့ဖုံးမပြော အဲ တပီးဖုံးမပြောနေကလေးကြလည်းစိတ်သူ့ခွာအဲ့လာမှနောင်ထရအောင်ပြစ်ထားတာလေဆိုခမကလူပြောပါလေ အဲ အဲ့မဲ့သူကလက်ဖပြပါတယ်ဆိုတာလေဘာသုံးရတော့မသိဘူးပေါ့သူကတမကြီးမကောင်းဘူးပါတဲ့စေးခွာပြရရောပြောပါတယ်ဘောလုံးသားကြီးမလုပ်ဘူးတဲ့ ဟုတ်ကဲ့မမ အဲ့လိုပြောပြပါရှင်းမပြချင်ပါဘူးတဲ့ကိုတောင်ကိုပဲတည်ရဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ရှင်းမပြချင်ဘူးတဲ့သင်ကြနေလေဘူးပဲလေကိုမမသိအောင် ဟုတ်ကဲ့ ဟုတ်ကဲ့အဲ့လိုပြောပါ နေမမရခုနကညီမလေးကိုဝေတာပြဖားရဲ့ အခုတော့ဒီပတ်စံကပြန်သိမ်းတော့ တကယ်တကယ်ချစ်ချူကိုမသိဘူးအလားလေကျဆွဲတဲ့ကိုကိုတို့ကိုင်းသွားဆွဲမလို့ ပတ်စံဆွဲပြမမတီစလက်လွယ်မလို့ အဲ့တော့ကိုတို့ကကေပေးတုံးနေလို့အဲ့ဒါမှတွေ့လမ်းလိုက်မယ်လို့ မမဒါမမကြီးပတ်စံတော့2သိန်းတော့အခုမမယူကြလိုက်တာကြတော့ဝေတာ10သိန်းမမသုံးချင်တဲ့နေရာမှာသုံးအတွဲတယ်နော်မမနော်မမအတွက်သုံးမโอเคရှင်မမကြီးရှင်ဒါဆိုရင်တင်တဲ့ပုံလေးရกินမယ်နော်